မင်္ဂလာပါပရိသတ်ကြီးတို့ရေအိမ်ဒီနေ့တင်ဆက်မျှဝေပေးမှာကတော့ချစ်မိသွားတဲ့အခါဆိုတဲ့ခေါင်းစဉ်လေးနဲ့ရင်တွင်းခန်းစားချက်ကလေးပဲဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါဦးနော်ချစ်မိသွားတဲ့အခါအချစ်ဆိုတာရယူခြင်းလားပိုင်ဆိုင်ခြင်းလားပြီးဆက်ခြင်းလားစွန့်လွတ်အနစ်နာခံခြင်းလားတကယ်ချစ်မိသွားတဲ့အခါအချစ်ဆိုတာစောင့်ထင်းရခြင်းနားလည်ရခြင်းပဲလို့ကျမတို့ထင်တယ်။ဒါတွေဟာကိုကျင့်တရားပဲလို့ထင်ကြတယ်မလား။တကယ်တော့ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းထက်ကိုတိတ်လီးတဲ့အဓိပ္ပာယ်မျိုးပါ။ကိုချစ်ရတဲ့သူကိုမပိုင်ဆိုင်နိုင်တော့သည့်တိုင်အောင်အချစ်တွေဟာနှွေးထွေးနေသေးပါ။အချစ်မှာနီးချင်းဝေးချင်းနဲ့မဆိုင်သလိုအတူရှိနေမှအချစ်မဟုတ်ပါဘူး။သူ့ရဲ့ဖြစ်တည်မှုလေးတစ်ခုစီတိုင်းကိုလက်ခံပေးရင်သူ့ရဲ့အားနည်းချက်တိုင်းကိုနားလည်ပေးရင်ကျင့်နဲ့စွာချစ်နေမိတာမျိုးသူ့ကိုမပိုင်ဆိုင်နိုင်တော့တာတေချာသွားခဲ့ရင်တော့သူ့ဘဝရဲ့အခန်းကဏ္ဍတွေမှာကိုဟာဇက်ပို့တယောက်အဖြစ်ပါဝင်ခွင့်မရတော့သည့်တိုင်အောင်သူ့ကိုချစ်တဲ့အချစ်တွေဟာသူမဟုတ်တဲ့တစုံတစ်ယောက်အတွက်ဆက်ရှိနေမှာမဟုတ်တော့သလိုသူ့အနာကိုပြန်လာဖို့လဲဘယ်တော့အခါမှစူးစမ်းတော့မှာမဟုတ်ဘူးလေတိတ်ချစ်ကြပါတယ်ဆိုတဲ့ relationship တစ်ခုမှာမိန်းကလေးဘက်ကရုတ်တရက်ကြီးရက်တန့်သွားခဲ့ကြရင်အချစ်တွေမရှိတော့သလိုချစ်ခဲ့တာတွေဟာအဆက်အမှန်မဟုတ်တော့သလိုခံစားမိမိမလားလွယ်လွယ်လေးတွေးရင်တော့ဟုတ်ပါတယ်ပေါ့တေချာတဲ့အဖြေကတော့တိတ်ချစ်မိသွားလို့ပါလို့ပြောရင်ရှင်တို့ယုံကြမလားကျမတို့မိမတွေဟာလေတိတ်ကိုမေတ္တာတရားကြီးမာပြီးရန်သူကိုယ်တောင်တန်ရောစင်ကြောင့်ငဲ့ညာပေးတတ်ကြတဲ့အထီကိုပြောညံ့ကြပါတယ်ဒါဆိုကိုချစ်တဲ့သူအပေါ်မှာဘာလို့ဒီလိုပြတ်သားနိုင်ရတယ်လို့ထင်ပါတယ်လေချစ်မိတဲ့သူကအရှုံးဆိုတာရှင်တို့အတွက်တော့စကားပုံတစ်ခုအဖြစ်သာအသုံးဝင်ခြင်းဝင်လိမ့်မယ်ကျမတို့မိန်းမသားတွေအတွက်တော့လေဒီစကားပုံလေးဟာလက်တွေ့ကျင့်သုံးရခြင်းတစ်ခုပါအရန်ချစ်မိသွားလို့ကိုချစ်သူဘာလို့လို့ဘလို့ဆိုဆိုဘလောက်ပဲကို့အပေါ်အရန်ရက်ဆက်နေပါစေအောင်နာကြီးုံလောက်သာအသုံးဝင်လိမ့်မယ်ဘယ်တော့မှမုန်းလို့ရမှာမဟုတ်ဘူးကိုချစ်သူရဲ့အရာရာတိုင်းကိုခါးစည်းခံရင်သူပေးလာမဲ့ကျင်နာမှုတွေသာမကနာကျင်ရခြင်းကိုပါမမောလောက်တဲ့အထီကိုကျမတို့ကချစ်နိုင်တယ်။ဒါကြောင့်ရှေးလူကြီးတွေကစကားပုံထားခဲ့ကြတာလေ။မိန်းမဆိုတာအယိုးကွဲအောင်ရိုက်မှအသေးဆွဲအောင်ချစ်တဲ့လေ။အရာရာကိုအရှုံးပေးဖို့လက်ခံဖို့ဝင်မလေးတော့လောက်အောင်ယောက်ျားတစ်ယောက်ကိုချစ်မိနေပြီဆိုတာသိလိုက်ရတဲ့အချိန်မှာကျမတို့မိန်းမတွေဟာစဉ်းစားမိတာနှစ်ခုပဲရှိတော့တယ်မီးပုံကိုတိုးတဲ့ပိုးဖလန်လေးပဲအဖြစ်ခံမလားယုံထွက်မလားဆိုတာပါပဲရှင်တို့ရောအချစ်ကိုဘဝနဲ့ယင်ပြီးကိုးွယ်မလားကိုကိုမျက်နှိုးတန်ဖိုးထားတဲ့အရာမှာအေးချမ်းစွာရှင်သန်ကြမလားကဲဒါကတော့ရှင်တို့ပဲဖြေခဲ့ကြတော့လေနော်